မိတ်ဆွေတင်ကမနဲ့ဆိုရင်အရက်ဘီယာကိုနားကျင်စိတ်ရှိပြီးညနေမှာအရက်ဘီယာဆိုင်ကိုတန်တန်မတ်မတ်ရောက်တဲ့လူမျိုးဖြစ်နေပြီလားဒါဆိုရင်ဒီလိုဖြစ်နေတာတင်တယောက်တည်းမဟုတ်ပါဘူးတင်တို့ဖြစ်နေတဲ့လူအများကြီးရှိပါတယ်ဒီဗီဒီယိုကလည်းအရက်ဖြတ်ခြင်းစိတ်ရှိပြီးတော့အရက်မဖြတ်နိုင်တဲ့ညီကိုတွေဘော်ဒါတွေကိုရည်ညွှန်းပြီးဒီဗီဒီယိုလေးကိုလုပ်ပေးရတာဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်ကအရက်ဖြတ်ခြင်းတဲ့လူတွေမှာအရက်တောက်ခြင်းစိတ်ကိုလျော့နေအောင်ကူညီပေးနိုင်တဲ့စီတစ်မျိုးကိုညွှန်ကြားပေးသွားမှာဖြစ်ပါတယ်ဒီစီလေးကတော့ off level use ဖြစ်ပါတယ်ပြောချင်တာကတော့ဒီဆေးကအရက်ဖြတ်ဖို့အတွက်ထုတ်ထားတာမဟုတ်ပါဘူးသူက master relaxant တစ်မျိုးပါကြော့သားတင်းတဲ့နေရာမှာပေးတဲ့ဆေးတစ်မျိုးပါဒါပေမဲ့သူ့ရဲ့ကောင်းတဲ့အချက်ကပါလဲဆိုတော့ alcohol craving ကိုလျော့ကျစေနိုင်ပါတယ်အရက်တောက်ခြင်းစိတ်ကိုလျော့ကျစေနိုင်ပါတယ်ဒါအပြင်တခြားအရက်ဖြတ်ဆေးတွေဖြစ်တဲ့ disaffrin ဆေးမျိုးမှာအရက်နဲ့တွဲပြီးတောက်သုံးပြီးတဲ့အခါမှာဖြစ်တဲ့မျက်နှာကြီးနီးရဲ့နော်ခေါင်းကြီးတင်းကျပ်ပြီးတော့တအားပြင်းထန်တဲ့လက္ခဏာတွေခံစားရတာမျိုးမှာဒီဆေးမှာကြုံတွေ့ရမှာမဟုတ်ပါဘူးခင်ဗျာအဲ့တော့အားလုံးသိချင်တဲ့အစိပ်ပိုင်းလေးရောက်ပါပြီဆေးနာမည်ကပါလဲဟုတ်ပါတယ်တိတူဖော်စားမတိတူကြော်သွားပါခင်ဗျာဆေးလေးက Baclofen ဖြစ်ပါတယ်ဟုတ်ပြီဒီဆေးလေးကိုဘယ်လိုတောက်အောင်လဲဆိုတာကို comment မှာလာရောက်တိုင်ပင်ဆွေးနွေးလို့ရပါတယ်အားလုံးကျေးဇူးပါဒေါက်တာမြတ်သူပါ